ဒီနေ့မှာတော့နေခင်းဘက်ဖိုက်ဆာလာတာနဲ့ဝက်ချွေချင်းကြော်လေးလှူစားဖြစ်ပါတယ်အရင်ဆုံးဝက်သားလေးတွေကိုအနေတော်လေးသုံးထားပြီးပါမယ်တုံးပြီးသွားပြီဆိုရင်တော့ဆာအချိုမုံစက်သားမုံငံပြားရည်ပဲငံပြားရည်နနွင်းမုံငရုတ်ကောင်းမုံပြောင်းကော်မုံအကျော်မုံတို့ကိုထည့်ပြီးနေပြရမှာဖြစ်ပါတယ်ဒီအဆင့်မှာကြော်လို့ရပြီဆိုပေမဲ့ကျမကတော့ပိုပြီးစားလို့ကောင်းအောင်ကြက်ဥလေးတစ်လုံးနဲ့ခရုစီအနှဲငယ်လေးထည့်လိုက်ပါတယ်ချိုချင်းနစ်ကလေးပြုလုပ်ဖို့အတွက်ငရုတ်စော့ပဲငံပြားရည်တကြားစက်သားမုံကြာညုပြောင်းကော်မုံကိုအရေးကြဲကြဲလေးဖြော်ပြီးမှအားလုံးကိုရိုးမွေပေးရမှာဖြစ်ပါတယ်အားလုံးစင်နေဖြစ်ပြီဆိုရင်တော့ဝက်သားတုံးလေးတွေကိုစကြော်ပါတော့မယ်ရှင်ဝက်သားလေးတွေအားလုံးကြော်ပြီးသွားပြီဆိုရင်တော့ချိုချင်းအနှစ်ကလေးလုပ်ဖို့အတွက်စီနှဲငယ်ထည့်ချိုချင်းရည်လေးကိုထည့်ပြီးမှမှွေပေးနေရမှာဖြစ်ပါတယ်ချိုချင်းနှစ်ကလေးကအခုလိုပြစ်ပြစ်ကလေးဖြစ်လာပြီဆိုရင်တော့ခဏကကြော်ထားတဲ့ဝက်သားလုံးလေးတွေကိုထည့်ပြီးမှသမအောင်မှွေပေးရမှာဖြစ်ပါတယ်အခုလိုမှွေပြီးသွားပြီဆိုရင်တော့အရန်ကိုစားလို့ကောင်းတဲ့ဝက်သားချိုချင်းကြော်လေးရပါပြီရှင်ကျမကတော့အဆက်ကြိုက်တဲ့အတွက်ကြောင့်မလို့တဝက်ခွဲပြီးမှ spicy အနစ်ကလေးနဲ့ပြန်ပြီးမှနေပေးလိုက်ပါတယ်ဝက်ချူချင်းကြော်လေးစားကြပါဦးရှင်